တူချွေစညာအားလုံးပဲမင်္ဂလာပါနော်ဒီကနေ့9ရက်တလ26ပေါ့နော်ဖွင့်နေညနေခင်း4ခွဲအတွက်ပါနော်ဒီမနက်အော်ကွက်က4ရှစ်ပေးထား3ရှစ်ထွက်သွားတယ်ပေါ့နော်ကတိလေးလွှဲသွားပါနော်ဒါဆိုလို့ရှိရင်ကိုဓမ္မတို့ထိတ်စည်းကိုသွားရနော်ထိတ်ကိုသွားမယ်ထိတ်ကဆိုလို့ရှိရင်နော်ဒီ4နှစ်ကဒီမှာရှိတဲ့4ပါနော်4သူက4ကဒီမှာနှစ်ခွန်နှလုံးပေါင်းတော့ပေါင်းခြင်းကို4ရက်ပါဝါ9ဆိုပြီးတော့ယူထားတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆက်သွားရအောင်နောက်တစ်ပင်ကဒီမှာရှိနေတာကို6 3နှလုံးပေါင်းတော့ကိုညီမြခြင်း9ဆိုပြီးယူထားတယ်ဒါဆိုရင်ဒီကဒီမှာရှိနေတာက3ညပေါ့နော်တစ်ကဲဒီမှာလာမယ်ထိပ်စီးတစ်လုံးရဲ့နှလုံးပေါင်းမယ်ဆိုရင်3ညပါဖြစ်မလဲဆို equal power နဲ့က3ည5ခွန်ဆိုပြီးတော့ရထားမယ်နော်အဲ့ဒါဆိုရင်ရှိနေတာကကနန်းလေးက1ပေါ့နော်3ညဖြစ်ချင်တယ်ဆိုတော့9နဲ့ပေါင်းမယ်ရှိနေတာ1နော်5ဖြစ်ချင်တယ်ဆိုတော့4နဲ့ပေါင်းမယ်ရှိနေတာ1ခွန်ဖြစ်ချင်တယ်ဆိုတော့6နဲ့ပေါင်းလိုက်မယ်နော်9 4 6ဆိုပြီးဒီမှာထိပ်စီးက3လုံးရသွားပြီဒါဆိုရင်ညီမတို့ဒီဘက်မှာအပိတ်ကိုသွားရအောင်နော်အပိတ်ကဆိုဒီမှာရှိနေတဲ့3နော်9 8နှလုံးပေါင်းတော့3ညီမြခြင်း3ဒီမှာရှိနေတာက9 9နှလုံးပေါင်းတော့3ည9ရဲ့ပါဝါ3ညဒါဆိုရင်ဒီခါဒီမှာရှိနေတာကခွန်ပါနော်ဒီခွန်ရဲ့ဒီမှာလာမဲ့အပိတ်တစ်လုံးရဲ့နှလုံးပေါင်းမယ်ဆိုရင်ခွန်ပါဖြစ်မလဲဆိုပြီး equal power နဲ့ကခွန်နဲ့3ညပေါ့နော်ပြီးတော့ရမယ်ဒါဆိုရင်ခွန်ရဲ့နောက်တစ်လုံးရဲ့ပိုင်းခွန်ဆိုတော့3ညထည့်မယ်ခွန်ရဲ့နောက်တစ်လုံးရဲ့ပိုင်း2ဆိုတော့5ထည့်မယ်ခွန်ရဲ့နောက်တစ်လုံးရဲ့ပိုင်း3ညဆိုတဲ့အတွက်ကြောင့်3ထည့်မယ်3ည5 3ဆိုပြီးတော့ရထားတယ်အပိတ်ကနော်ဒါဆိုထိုးရမယ့်ခဏလေးထွက်လာပြီ6ကို3ညပိတ်နဲ့တွဲမယ်6ကို5ပိတ်နဲ့တွဲပြီးတော့ဒီမှာနော်6ကို3ပိတ်နဲ့တွဲပါမယ်ဒီခါ4ထိပ်စီကိုသွားမယ်3ညအပိတ်4ထိပ်စီကို5အပိတ်နဲ့4ထိပ်စီကို3အပိတ်ပေါ့နော်ဒါဆိုရင်6ထိပ်စီပဲကျန်တော့တယ်3ညအပိတ်6ထိပ်စီကို5အပိတ်နဲ့6ထိပ်စီကို3အပိတ်ပေါ့နော်ဒီခဏလေးကိုကွက်ရလာပါတယ်ဒါကညနေခင်းတော့ညီမရှာတွေ့ထားတဲ့ခဏလေးတွေကိုတွက်ပြခြင်းဖြစ်တယ်ပေါ့နော်ကိုရိုမာတို့ကကြိုက်တူမကြိုက်နေတယ်ဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲညနေခင်းမှာကံကောင်းပါစေဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်